1986ဆိုဗီယက်ယူနီယံရဲ့မြို့ငယ်လေးတစ်ခုမှာကမ္ဘာသမိုင်းထဲကအဆိုးရွားဆုံးနျူကလ িয়ার ဘေးအန္တရာယ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြက်ဟာလူထောင်ပေါင်းများစွာရဲ့ဘဝကိုတညအတွင်းပြောင်းလဲသွားစေခဲ့ပြီးမြို့တစ်မြို့လုံးကိုလူမနေတဲ့တစီမြို့အဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဒီနေရာကိုတော့ချာနိုဘယ်လို့ခေါ်ပါတယ်။ဒီနေ့အထိအဲ့ဒီနေရာဟာကမ္ဘာပေါ်ကအန်ဒီရဲ့အရှိဆုံးနေရာတွေကတစ်ခုအဖြစ်ရှိနေစေပါယနေ့ယူကရိန်းနိုင်ငံထဲမှာရှိတဲ့ဒေသတစ်ခုဖြစ်ပြီးအဲ့ဒီနေရာအနီးမှာတော့ချာနိုဘယ်နျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီးတစ်ခုရှိခဲ့ပါတယ်ဆိုဗီယက်ယူနီယံအတွက်လျှက်စစ်ဓာတ်အားအများကြီးထုတ်ပေးခဲ့တဲ့အရေးကြီးနေရာတစ်ခုဖြစ်ပါတယ်ဓာတ်အားပေးစက်ရုံအနီးမှာတော့ Pripyat ဆိုတဲ့မြို့ရှိခဲ့ပြီးဒီမြို့ကိုစက်ရုံဝန်ထမ်းတွေအတွက်တည်ဆောက်ထားတာပါ Pripyat ဟာအဲ့ဒီအချိန်တုန်းကတိုးတက်တဲ့ခေတ်သစ်မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ကျောင်းနေရုပ်ရှင်ရုံတွေပန်းခြံတွေအပန်းဖြေနေရာတွေအကုန်ရှိခဲ့ပါတယ်။လူပေါင်း49,000ကျော်နေထိုင်ခဲ့ကြပြီးသူတို့ဟာတာမန်နေ့စဉ်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့ကြပါတယ်။ဒါပေမဲ့1986ဧပြီ26ရက်နေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီညမှာချာနိုဘယ်နျူကလ িয়ার စက်ရုံတပ်ပေါင်းပူအမှတ်၄စမ်းသပ်မှုတစ်ခုပြုလုပ်နေခဲ့ပါတယ်။ဒါပေမဲ့ operator အမားနဲ့ဓာတ်ပေါင်းပိုဒီဇိုင်းချုပ်ယွင်းချက်တွေကြောင့်ဓာတ်ပေါင်းပိုဟာထိန်းချုပ်ခြင်းမရတော့ပဲအပူချိန်အရန်မြင့်တက်လာပြီးနောက်ဆုံးမှာတော့ကြီးမားတဲ့ပေါက်ကွဲမှု2ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပေါက်ကွဲမှုဟာဓာတ်ပေါင်းပိုအဖုံးကြီးကိုလေပေါ်ပြစ်တင်တယ်လို့ဖြစ်ပွားစေခဲ့ပါတယ်။အစိတ်ရှိတဲ့ရောင်ခြည်တွေဟာပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ပိုဆိုးတာကအစပိုင်းလူအများစုဟာဘာဖြစ်နေတယ်ဆိုတာမသိကြသေးပါဘူး။ပေါက်ကွဲမှုဖြစ်ပြီးနောက်မိသက်သမားတွေမီးငိမ့်ဖို့အမြန်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာရောင်ကြီးအဆင့်ဘလောက်အန်ဒီရရှိတယ်ဆိုတာမသိကြသေးပါဘူး။တချို့မိသက်သမားတွေနာယီပိုင်းအတွင်းရောင်ကြီးယောဂစတင်ခံစားလာရပါတယ်။ခေါင်းကိုက်ခြင်းအန်ခြင်းအရေပြားပူလောင်တယ်လို့ဖြစ်ခြင်းနောက်ပိုင်းမှာတော့တချို့ဟာအသက်ဆုံးရှုံးခဲ့ကြပါတယ်။အဆိုးဆုံးကတော့ Pripyat မြို့ကလူတွေဟာပောက်ကွဲမှုဖြစ်ပြီးနောက်ပုံမှန်အကိုင်းနေထိုင်နေကြဆဲပါ။ကလေးတွေကစားနေကြပြီးလူတွေအလုတ်သွားနေကြပါတယ်။သူတို့မသိခဲ့တာကလေထဲမှာအန်ဒီရရှိတဲ့ရောင်ကြီးတွေပြက်နေပြီဆိုတာပါ။ပောက်ကွဲမှုဖြစ်ပြီး36နာရီလောက်ကြာမှဆိုဗီယက်အစိုးရဟာမြို့တွေကပြည်သူတွေကိုရွှေ့ပြောင်းခြင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘတ်စကားပေါင်းယာချီရောက်လာပြီးလူတွေကိုအချိန်ခဏပဲပြောင်းရွှေ့ရမယ်လို့ပြောခဲ့ကြပါတယ်